ခုလေးတော့ပြောလိုက်နော်မန်းလေးမြို့ကနေပြီးတော့မစိုးရိမ်လို့ဘာလို့စာတင်နိုင်ကြီးတွေကိုလှူသွားတဲ့တထေးတယောက်ကြောင့်ပြောလိုက်မန်းလေးမစိုးရိမ်နဲ့သွားလိုက်တယ်ဘုန်းကြီးကဝင်းရတွေမောက်ဟာစားရကြချွေးတွေတန်နေနဲ့ဘုန်းကြီးကြည့်တော့ကြည်ယူစရာမရှိဘူးစကိုင်းဘက်ကိုတက်သွားတယ်စကိုင်းဘက်တက်သွားတဲ့ခါကျတော့ပုံရရှင်စေတီပေးနေမှာအေးရည်မြစ်ကိုမျက်နှာပေးပြီးတော့သင်္ကန်းညူညူလေးနဲ့ခေါင်းလေးလည်းပြောင်းတရားထုံနေတာတန်ငါဆိုတော့ဒီလိုတန်ငါကြည်ယူချင်တာအဲ့တန်ငါလေးနဲ့ထိုင်ပြီးတော့ပါသွားတဲ့သင်္ကန်းရေနဝကမရေဝသားလေးတဲ့တရက်ရှင်လေးချက်ရတာငပိကျော်လေးနဲ့ကဆုံးလေးလည်းကောင်းလိုက်တယ်ထိုင်ဆောက်ဟိုကူတော့တမာဘက်ကထားလာဘုန်းကြီးကသူကဗျာတပည့်တော်ဆုံးလေးကိုအလူခံပါဗျာတပည့်တော်အဲ့လိုရဟန်းမျိုးလိုက်ရှာတယ်မန်းလေးကဘုန်းကြီးကြည့်ရကြည်ယူစရာမကောင်းလို့ဗျာစကိုင်းတောင်အဲ့နဲ့ဘုန်းကြီးဆုံးဖုံးပြီးလှုပ်ပြီးချီဟာဒါရဟန်းတာလေဆုံးလဲစားပြီးတော့ဘုန်းကြီးကသင်္ကန်းကိုပတ်သူကန်သင်္ကန်းလေးကန်လိုက်ကန်ပြီးတော့ဝသားလေးက EDD မြင့်ရှင်လေးရဲ့စိတ်နဲ့တရက်ရှင်လေးနဲ့ကောင်းတယ်ပြထကောင်းတော့အယူကွာတော့ယူကြတော့ပါအေးကအဲ့တော့မှတော်ဟဆိုပြီးတော့မှမန်းလေးရဲ့စာတန်းတဲ့ကိုဒီတော့ကြောင်းကြီးလူရမယ်ဆိုပြီးတော့အဲ့လိုကြုံငယ်ဘူးတာပြောတာကြုံငယ်ဘူးတာကိုပြောတာအဲ့တော့မှဟိုကိုတော်သူကတခါတည်းသကုံလေးချပြီးတော့တရားလေးတော့အယူမှလည်းတပေါ့ပါလားအဲ့လိုလေကြုံတတ်တယ်နော်အဲ့ဒါလေလူတွေအဲ့ဒါမျိုးနဲ့တွေ့မှညီတို့တွေအဲအောင်စာတန်းသားဆိုတာကတော့တခါတည်းမှအတင်းပြီးအတင်းလွှားအဲ့လိုမျိုးတွေထိုးတယ်ဘုံလုံးတိုးခဲ့တာဖြစ်ချင်းရောက်ဘုန်းတော်ကြီးကသာသင်တိုင်းလှုပ်ချင်ရင်ပရိယတ်တိလှုပ်ချင်ပြီဆိုရင်ဘုန်းကြီးအမျိုးသားမှတ်လိုက်ဘေရင်လက္ခဏာစိတ်เสียရတယ်၃ယောက်ရှိသွားပြီဘေရင်ဟောတဲ့ဘုန်းကြီးလက္ခဏာကြည့်လိုက်ဘုန်းကြီးစိတ်เสีย၃ရှိသွားပြီဒီမှာတော့မှတ်ထားမှာရှင်များတို့သာသင်သားတွေမှတ်မှာအရှင်များတို့ဘက်ကတိုက်ပွဲဝင်ပေးနေတာဟာတယ်လေဘေရင်လက္ခဏာစိတ်เสียရကြည့်တယ်ကြည့်တယ်ဘုန်းကြီးဘယ်နှမျိုးရှိသွားလဲကျန်စို့ရိတ်တာတရားဟောဘယ်နှပါးရှိသွားလဲ၅ပါးလေဩရိတ်တာဖွင့်မယ်ဘေးရင်ဟောမယ်လက္ခဏာကြည့်မယ်သိကုမယ်ရိတ်တာဖွင့်မယ်တရားဟောမယ်ဘယ်နှပါးဆိုတဲ့ဘေးရင်လက္ခဏာစိတ်စရာရိတ်တာတရားဟောဤသည့်ဘုန်းကြီးလွန်ဘုန်းကြီးပစ္စည်းသိပ်ပြီးပေါ့ဘယ်မှာစပြီးတော့တော်ကြီးကွာတော့ရိတ်တာဘတော်မှမထောင်ဘူးလို့ဘယ်မှာသိလိုက်ဆိုမိုးကိုရိတ်တာဟိုပြင်လက္ခဏာစစ်စေရရိတ်တာတရားဟောဤသည့်ဘုန်းကြီးလွန်ဘုန်းကြီးပစ္စည်းသိပ်ပြီးပေါ့ဘုန်းကြီးစာချဆင်းရဲရလာဘနတ္ထိနောတဲ့ပြီးတော့ဓမင်းသတိဆရာတော်ဘသူမှ2သိန်းမလူရဲဘူး9သိန်းအထက်ပဲသွားမယ်စာချဘုန်းကြီးတွေ1000တဲ့အားရတယ်အဲ့ဒီစာရဘုန်းကြီးက3သိန်းလောက်ရရင်ဂျုံပြစ်ချင်တာဘုန်းကြီးမှန်မှန်ပြော